မြောက်လိုက်နင်တွေ့လားမြောက်လိုက်မြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့မြောက်လိုက်ရဲ့အာနာယူမြောက်လိုက်ရဲ့ကျုံယူတတိုက်နင်တို့မြင်လားနင်တို့ဒီမှာမြင်လားဟိုမှာချန်စီရွေးအဲ့ဒါဟိုဘက်ချမ်းကတရုတ်နော်ဒီဘက်အချမ်းကတိုင်းပါဆိုတာမကာအိုရဲ့ပေါ်တူဂီလက်အောက်ပြောမယ်ဆိုတာလည်းတရုတ်ပဲဒါပေမဲ့တို့တရုတ်အချင်းချင်းအောင်နေတွေ့လားကျုံယူတတိုက်တွေမြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့ကျုံယူတတိုက်တွေမြင်လားလူမျိုးတူတောင်နိုင်ငံမတူရင်တော့မှဘယ်လိုမျိုးတို့နိုင်ငံတို့ recover လုပ်ထားလဲဆိုတော့မြင်လားသူများတရုတ်ကိုစောက်ဖက်မလုပ်တာနေလို့မြင်လားနေရာတိုင်းမှာ CCTV တွေအလန်းတွေတပုံကြီးထားတာမြင်လားမြန်မာနိုင်ငံအောက်တန်းစားတွေနိုင်ငံကိုဖျက်ဆီးနေတဲ့ chronicle ပြားတွေအာနာယူတွေကျုံယူတွေနေလို့မြင်လားနေလို့စောက်လုံးတွေမကန်းနေလို့မြင်လားတရုတ်နိုင်ငံချင်းတူတာတော့မှတရုတ်နိုင်ငံမဟုတ်ဘူးတရုတ်လူမျိုးချင်းတူတာတော့မှနိုင်ငံမတူသူများနိုင်ငံသူများ recover ပဲလို့ပေးလဲဆိုတော့နေလို့မြင်လားနေတို့ရဘယ်ဟုတ်မလဲမြန်မာနိုင်ငံမှာတရုတ်ကနော် fuck you တရုတ်ကအမှချန်စီယိုလာတိုးကာတာတော့နေတို့စောက်လုံးတွေမြင်နေတာနေတို့စောက်ပါးစပ်တွေမပြောရဲဒီကြားထက်မြောက်လိုက်နေရတရုတ်ကိုသွားခေါ်လာပြီးတော့မြန်မာနိုင်ငံလာဖျက်ဆီးဖို့လုပ်နေတယ်အခုမြန်မာနိုင်ငံမှာအမှကြည့်လိုက်ကြားဖြတ်နေဘယ်ကနေစားအဲ့ဒီခေါ်လာတဲ့နေ့အမေလင်းနေလေတရောင်းစားရဲ့မြင်လားတရောင်းစားမြောက်လိုက်မြင်လားပြီးတရုတ်နိုင်ငံဘယ်လိုသူ့နိုင်ငံဟိုမှာကြည့်သူ့နိုင်ငံဒီလောက်အကျယ်ကြီးနော်ဒီနေရာတစ်ခုတည်းမဟုတ်တခြားနေရာတွေလည်းရှိတယ်အများကြီးပဲနော်သိလားဒီဘက်မှာလည်းတရုတ်ပဲဒါပြောမှဆိုတရုတ်လူမျိုးပဲနိုင်ငံလေးခြားတာပဲရှိတာနော်ဒီဘက်မှာလည်းတရုတ်ပဲဟိုမှာနေတော့ကိုးကွယ်နေတော့အဖင်မင်းလေးချီချင်းပြီးအမှတရုတ်နိုင်ငံဆိုဟိုဘက်မှာနော်အခုဒီတရုတ်တွေကဘယ်လိုမျိုးသူတို့နိုင်ငံသူတို့ recover ဘယ်လိုပေးလိုက်လို့မြင်လား